ကိုနည်းနည်းတော့ကိုကြီးအကြီးနဲ့အခုလက်ရှိဒီလိုလာတဲ့စိတ်ကောင်းနဲ့ဒီလိုရှိအခုလက်ရှိဒီ9တိုင်9တိုင်10တိုင်တို့ရဲ့ပြည်စီအားလုံးရဲ့အခုလက်ရှိနေလေကိုတို့ရဲ့ဒီတော်လိုင်းတတာကြီးမှာရောက်လာတဲ့အကြောင်းရင်းနဲ့ဒီလိုရှိတော့ဒီကိုတို့ရဲ့စီနာတောင်မှာရောက်ရှိလာတဲ့အကြောင်းရင်းနည်းနည်းပါတော့ကိုနည်းနည်းတော့ကိုတာကိုကြီးနည်းနည်းတော့အသက်ကြီးနေမယ်နော်အခုဆိုလို့ရှိရင်ညီလေးတို့ကဘယ်စီကြောင်းကနေလာလဲအောင်ကြီးကအောင်စီရစီကြောင်းနော်အောင်စီရစီကြောင်းဘရော့ကလေးကရောက်လာတယ်ဒီမှာဒီတော့အဲ့ခံရည်ဘာလို့ပဲဆိုတော့တလိုက်9လောက်ပေါ့9လောက်ရှိပြီ9လောက်ရှိပြီဆိုလို့ရှိအခုလက်ရှိကတော့ဒီဟိုဒီကိုတော့ညပ်ပြီးတော့တက်ဖို့မဟုတ်တော့ဝင်ကြီးလေးတို့ဒီအနောက်ပြန်ပြီးတော့ဒီဘက်ကပြန်လန်ခိုင်းတာပေါ့အနောက်ပြန်လန်ခိုင်းပြီးတော့ဒီ9တိုင်နဲ့9တိုင်နဲ့ကိုပြန်ပြီးတော့ထိုးပေါက်ခိုင်းတယ်ပေါ့အဲ့လိုဟုတ်လားဒါဆိုလို့ရှိတော့အခုလက်ရှိအနေထားကလေးကြတော့ဟာသိရတာကလေးကြတော့မိနစ်တစ်နေ့တော့ကိုတို့တွေဟိုးတာပေါ့တမငငါနဲ့တမလေးလေးကိုစီရောကိုတို့နဲ့ဒီလုံထဲတဲ့အရင်20ရဲပေါ့နော်အရင်20ရဲဒီလာတယ်မှာပဲဇွန်လမှာပဲအရင်20ရဲထိတ်တမှုတွေဖြစ်ပြီးတော့ဒီတမလေးလေးနဲ့တမငငါကပြောမယ်ဆိုလို့ရှိတော့ကျုံတိုးနဲ့ကော့ကရိရဲ့ဟိုစားလမ်းကျောပြန်ရောက်တဲ့သူတို့ကဖောက်ထူလာတဲ့အချိန်မှာညီလေးတို့အောင်စီရစီကြောင်းကိုအနောက်ပြန်လည်ခဲ့ဒီလက်ဖက်ကိုပြန်ရှင်းမိဖို့အတွက်ဟိုစားလမ်းပြန်ယူခိုင်းတာဖြစ်တာပေါ့အဲ့လိုမျိုးလားဟုတ်ကဲ့ဒါဆိုကြည့်အခုညီလေးတို့အနေထားနဲ့ဘလို့အကြောင်းနဲ့ကိုတို့ရဲ့ဒီတော်လိုင်းရေးစတာထဲမှာပြန်ပြီးတော့ပူပေါင်းဆွေးရပြီးတော့ဟိုထွက်ရှိလာတဲ့အကြောင်းရင်းနည်းလောက်ပြောပါဦးမတရားခိုင်းစီတဲ့အလုပ်မျိုးပေါ့အဲ့လိုမျိုးတွေဒါပေမဲ့လည်းခါနေတယ်စီးကိုကောင်းကောင်းမရှိဘူးလိုက်ဒီတက်တိုင်းခါအောင်ပေးလိုက်အဲ့လိုမျိုးဖြစ်တဲ့ချိန်ကလူတွေဒါပေမဲ့ခါနေတဲ့ချိန်မှာသူပဲခါနေသူဟုတ်လားလုံးပါလားအဲ့လိုပဲမေးနေပြီးတော့မှခိုင်းတာပေါ့မလို့ထင်တဲ့အလုပ်နဲ့လုပ်ဖို့ဒီလိုသိနေလည်းနေရောက်တာအလားတူလို့ပေါ့ဟုတ်လားဒီထွက်လာမဲ့အချိန်နဲ့ဘလို့တယ်လို့ဒီနေ့ဖြစ်ပြီးတော့ထွက်လာတာ။ဆောင်းရတော့ဒီမောင်းရအောင်။မလို့ဒီဖြစ်နေတာ။ခဏတော့လူတော့ဓမ္မတော့ဒီမှာသူတွေ့တော့မယ်။အခုကတော့လက်ရှိတာဒီဟိုအော်စီယာစီကြောင်းရဲ့လက်ရှိတော့ထမ်းဆောင်နေတာပေါ့ဟုတ်လား။ဒီနေ့ဆိုလို့ရှိရင်အခုတို့ဒီမလာခဲ့တဲ့အချိန်တွေဆိုလို့ရှိပါတယ်ဖြစ်ခဲ့တဲ့အချိန်မှနေတာကြကြဒီအခုလက်ရှိရတော့နေမကောင်းမနေရောက်လာတာပေါ့အဲ့လိုပေါ့နော်အမှနေမကောင်းဘူးဆိုလို့ရှိပါတယ်ဖြစ်ဆောက်ပြီးတော့ဘလို့တို့ကလုပ်ပြီးနေတယ်တောက်သေးပြီလေဒါတောက်သေးလေးပြလိုက်တယ်အဲတော့မဖြစ်ဆောက်လာတော့ဒီတော့သိမရှိဘူးပေါ့နော်မရှိပေါ့ဒီလိုရှိနေတယ်ဟိုတို့ရဲ့ဥဆောင်တဲ့လူတွေရဲ့အခုလက်ရှိရှိလာတဲ့ဒီစီကြောင်းရဲ့ဟိုစားပေါ့နော်အခုလက်ရှိအပေါ်မှာဆိုလို့ရှိသူတို့ကဒီလိုမှလာချင်မှာဘလို့သူတို့ရဲ့အချင်းကိုရှိတာလဲပေါ့အခုလက်ရှိဒီအောင်စီရစိတ်ကြောင်းနဲ့အနောက်ကိုပြန်လဲပြီးတော့ကော့ကရိတ်ကနေအခုညီလေးတို့ကဒီ9တိုင်ပဲကြထိုးရှင်းလာတာဟုတ်လားကြထိုးရှင်းလာတဲ့အချိန်မှာဒီသူတို့ရဲ့ဘူမှုရဲ့စောကချက်ဒီလှုပ်ဆောင်နေတဲ့ဒီစစ်စီရေး plan ကဘလို့ရှိနေလဲအခုသူတို့ကဘလို့လှုပ်ဆောင်နေတယ်အခုဘာကိုစဉ်းစားပြီးတော့ဘလို့တွေးကြောပြီးတော့သူတို့ကဆက်ပြီးတော့ဆက်လုပ်နေတယ်ပေါ့နော်အဲ့ဒီအရာလေးတွေနည်းနည်းတော့သိချင်တယ်ပေါ့အခုဘာတွေဆက်လုပ်နေသေးလဲသူကအဲ့လိုမျိုးတော့အဲ့လို plan တော့မကြည့်ဘူးပေါ့ညီရင်တက်မှုရတော့မလုပ်ချင်လို့ခင်ရလို့နေတယ်ဒါပေမဲ့ဆက်ကသေးတဲ့ဟာကြီးကမများတယ်ပေါ့မနိုင်ဝင်လို့ဖြစ်နေတယ်လှုပ်လို့မရတော့လှုပ်ခိုင်းတယ်တိုးလို့မရတော့တိုးခိုင်းတယ်အဲ့လိုမျိုးလေတရားတယ်မှလည်းအဲ့လိုမျိုးသူ့ခိုင်းတာပေါ့နော်အခုဆိုလို့ရှိလဲကျုံလုံးမျိုးမှာအနေထားဆိုလို့ရှိလဲကိုတွေကစောကောင်းပြရတယ်ပေါ့နော်အကျွေးတွေကသူတို့လူတွေကသူတို့လူပဲเนาะဒီစီတော်စီတွေကသူတို့ရဲ့အနာလူတွေပဲကိုတို့တကယ်အမြဲတမ်းသူတို့လူပေးတယ်เนาะဒီကျုံတို့မှာရှိတဲ့ဘူမူတွေအနာမှာရှိတဲ့ပေါင်လေးတွေအနာမယ်တော့ဒူဒီဘူကတော့ကိုတို့မပြောတော့ပါဘူးအမြဲတမ်းကိုတို့ကိုချစ်စစ်လာပြီးတော့ပြောပြတယ်အခုဆိုလို့ရှိရင်သူတို့ဒီဘူမူတွေကိုဘူမူကြီးတွေဆိုလို့ရှိရင်တိုက်ရင်မူသူရင်မူတွေဆိုလို့ရှိရင်သူတို့ကဖြစ်တယ်ပြခဲ့လာတယ်မတက်လာဘူးဆိုလို့ရှိရင်တမန်နဲ့ဝဇာဩဇာအာနာကုန်ပြီးတော့အနောက်ကနေတနာနဲ့တို့တယ်ပြီးလို့ရှိရင်ပြက်လာခဲ့ခိုင်းတယ်ကိုတို့လည်းပဲတယ်စာပြီးတော့တက်ပွဲဖြစ်တဲ့အချိန်မှာဒီလိုရှိအများအပြားတည်ဆိုတာပေါ့လေနော်အများအပြားတည်ဆိုတော့ကိုတို့ရပြန်ပြီးတော့နေနေတက်ဆင်းပြီးတော့တွေ့ရတဲ့အချိန်မှာလူငယ်တွေအများဆုံးတွေ့ရတယ်ပေါ့တွေ့ရတဲ့အများဆုံးတွေ့ရတဲ့ခါကျတော့ကိုတို့တွေကလည်းပြောမယ်ဆိုလို့ရှိတော့ဒီလိုမျိုးနိုင်ငံရဲ့ပြည်သူ့ပြည်တော့ဒီလိုရဲ့ဒီစစ်စီတစ်ခုပဲကြည့်မယ်ဆိုလို့ရှိရင်ကိုတို့လည်းစိတ်မကောင်းဘူးလေနော်လူငယ်တွေရဲ့ဒီသတင်းကိုကြားရတဲ့အချိန်မှာစိတ်မပါဘဲနဲ့
ဒီတမတော်အတင်းအဓမ္မနဲ့ဝင်ရောက်ရတယ်မျိုးလို့ဒီလိုစစ်ဘုရုစောတိကဖန်ဆီးပြီးတော့လာအပ်သွားတာမျိုးလို့ဒီလိုစစ်အင်တာဗျူးတွေတော့ပြီးတော့လူငယ်တွေကိုဖန်ဆီးပြီးတော့စစ်ပြလို့တာမျိုးလို့ပေါ့လေနော်အခါနေကြရင်တော့ဟိုကျွန်တော်ဖြစ်တဲ့အချိန်မှာတော့ဟိုကနည်းနည်းလာချသွားတာ10ရောက်15ရောက်ရောက်20တော့ကျော်သွားပြီ9ရောက်တစ်ခါ4ရောက်တစ်ခါ6ရောက်တစ်ခါ1ရောက်2ရောက်တစ်ခါသူတို့ထွက်လာတဲ့ညပြောတဲ့အတန်တွေကြတော့စိတ်ဓာတ်ပပနဲ့တော်လိုက်ဒီတက်မတော်ထဲမှာရောက်လာတာလူငယ်ကရောက်မကြလို့ဒါအတင်းအဓမ္မနဲ့ချီနှောင်ပြီးတော့ထိုင်ချုပ်ပြီးတော့ဒီနံကိုပို့ပြီးတော့ဒီနံတစ်ပတ်နဲ့ဖိခဲ့ပြီးတော့စီတောင်ကိုပေးလာတာပဲရှိတယ်အဲ့လိုမျိုးပေါ့နော်ပြောချင်တာကလည်းကြတော့အဲ့ဒါကြောင့်မို့ ဒီလူမျိုးမှာဗလိုင်းကြီးသုံးပြီးတယ်လို့တက်နေမှာပေါ့ အဲ့ဒီကိုတည်ရတာကလည်းလူငယ်အသက်များစွာဆုံးသွေးရတာကလည်းကြတော့ပါစီရလည်းမပိုင်မနိုင်သလိုဒီစိတ်ဓာတ်ရေးရမှာလည်းမပေါ့ဘူးလို့ကိုတို့မြင်တယ်ဒါပေမဲ့အဲ့ဒါကြောင့်ကိုတို့ကဒီမဖြစ်စီခင်ရင်မှဆိုလို့ရှိရင်ကိုတို့ကချုပ်တင်ပြောရတယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီတက်မတော်ထဲမှာရောက်တဲ့လူငယ်တွေအားလုံးပေါ့လေနော်သိစီချင်းတယ်ဒီအခြေကြီးကလာမှာဘာပဲဖြစ်တက်မှာလေးလေးပဲတက်မှာငါအောင်စီရပဲဖြစ်ဟောလေနော်တက်မတော်တွေကရောက်ရှိတဲ့လူငယ်ကိုတို့ကလည်းတော်လိုင်းရေးတက်သားတွေကလူတွေကလည်းကြတော့လူပါပဲတက်မတော်တွေကလူတွေကလည်းလူပါပဲလူတွေကလူချင်းတူပဲကိုတို့လည်းစာနာပါတယ်ခါစီလေးကြိုက်လူငယ်တွေကိုပြောဆိုချင်တာဒီလိုအကြောင်းရတယ်သိပြီးဖြစ်တဲ့အတွက်ကြောင့်ဟာခါစီလေးကြိုက်ရင်ဘာပဲဖြစ်ကွာတက်မတော်တော့မှနေနေတဲ့အချိန်နဲ့ဒီတန်ဝန်ထဲမှာထမ်းဆောင်တဲ့အချိန်မှာမတက်နိုင်လို့ဒါအချင်းချင်းအကျက်နဲ့နေရရတယ်ဖြစ်တယ်ဒီစီကြောင်ထွက်လာတဲ့အချိန်မှာဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကိုတို့ရဲ့တော်လာရေးတက်သားတွေကလည်းကြတော့ညီလေးတို့အတွက်ဟိုခင်းနာပေးတဲ့လမ်းနဲ့ကြိုးဆိုတဲ့လမ်းတွေကကိုတို့အမြဲတမ်းဝန်ခံတာပြီးသားပဲရေရင်တင်းတင်းသာထွက်လာခဲ့ရေရင်တင်းတင်းသာဆက်သွယ်လာခဲ့နော်ဒီခြေဒီကာလမှာကလည်းကြတော့ထိတ်တက်ပဲလေဖြစ်တဲ့အချိန်မှာတို့ကဖတ်ရဖြတ်ရဒါကလေးကြတော့ဘယ်လိုပြောလဲစိတ်စစ်လို့လို့ရတယ်မဟုတ်ဘူးပြောမယ်ဆိုလို့ရှိတော့ဒီအချိန်ဒီကာလမှာလက်နဲ့ကင်ဆောင်ထားတဲ့လူငယ်တယောက်ဟာဥမာသူတက်မတက်လက်နဲ့ကင်ဆောင်ပြီးဆိုကြရတော့ကိုတို့အတွက်ကလေးကြတော့အန်တီရတော့ဖြစ်လာမှသိကြတယ်အဲ့ဒါကြောင့်လည်းမတက်နိုင်တဲ့အဆိုးမှာကလေးကြတော့ပြန်ပြီးတော့ခုခင်ရတာပဲဖြစ်တယ်ဖြစ်နိုင်မယ်ဆိုလို့ကိုပြောချင်တာမဖြစ်ခင်မှာကလေးကြတော့ကြိုတင်ထားလိုက်ကြိုတင်ချိတ်ဆက်လိုက်ချိတ်ဆက်လို့မရရတော့မှတော်လိုင်းတက်သားစီးတယ်လို့ထပ်မရတဲ့နေရာမျိုးဆိုရင်ထွက်ပြေးလာခဲ့ကွာနည်းနည်းပဲယူလာခဲ့ဒါဖြစ်လဲဆိုတော့ဒီအခြေဒီကလာမှာတိတာပြတာတက်မတော်ကဘလောက်ထိဘာမှလုပ်လို့မရတော့တက်မတော်ကလည်းပြည်သူလူထုတရက်မထောက်ခံတဲ့လို့ပေတိုင်းရင်သားအဖွဲ့စီးရလဲသူတို့ပဲကြံရက်ပြီးတော့ထောက်ခံပေးရမရှိတော့ဘူး။ဘာဖြစ်လဲဆိုလို့ရှိရင်တန်းပြည်ရဲ့အောက်ချုပ်နေတဲ့မင်းဟာဒီအခြေဒီကလာမှာတန်းပြည်မှာအောက်ချုပ်တက်တော့ဘယ်နဲ့ကိုတကူကြီးအတွင်းနဲ့ကိုရဲ့ဒီဟိုးစားပြောမယ်ဆိုလို့ရှိတော့ met model စိတ်တစ်ခုတည်းပဲနဲ့သွားမယ်ဆိုလို့ရှိရင်ကိုရဲ့တန်းကြီးရဲ့ဘလောက်မှအေဂျင့်လာမှာမဟုတ်ဘလောက်မှလည်းတိုးတက်တာမဟုတ်ဘလောက်မှလည်းနိုင်ငံတကာနဲ့နန်းဆင်ပြီးတော့ပြန်ပြီးတော့ခုကျတိုးတက်လုံးလို့မရဘူး။ဒါတွေကဘာဖြစ်လဲဆိုတော့ဥဆောင်နေတဲ့တန်းပြည်ဥဆောင်နေတဲ့ဒီမင်းတွေကလည်းကြတော့ပြောမယ်တန်းပြည်ဥဆောင်နေတဲ့ပုံကိုယ်တွေကအရင်ချင်းမရှိလို့အရင်ချင်းလည်းမရှိဘူးအညိုအညင်နေနဲ့ဟိုจุดတင်ပြင်ဆင်ရမယ်จุดတင်ညီရမယ်အပိုင်းတွေကိုလည်းသူတို့ကမလွတ်ဆောင်တတ်တဲ့ခါကျတော့ဘလို့ပဲလို့ဘာပဲလို့ဆိုလို့ရှိရင်တော့ဘလို့မှမအောင်မြင်ဘူးအဲဒါကြောင့်ဒီချက်ဒီကားလာတိုင်းရင်းသားလည်းအားလုံးကသူတို့ပြပြတဲ့ခါဟိုကတော်လန်နေရတာဘာကြောင့်လို့ဆိုလို့ဒီအာနာစီကြောက်တော့ဖို့ဖြစ်တယ်အာနာစီကလည်းကြတော့အခုလက်ရှိပေါ်နေတဲ့ဒီစကားသမီး online တို့ပုံချုပ်နေတဲ့အချိန်ကာလပေါ့လေနော်အဲ့ဒါကြောင့်ဒီအာနာစီမရှိတော့တဲ့ခါကျမှဒီပြန်ပြီးတော့တိဆောက်ဖို့ပြန်ပြီးတော့မြန်မာနိုင်ငံကြီးကိုဘလို့ပြန်ဆဲလို့ရဖို့နိုင်ငံတကာနဲ့ပြန်လို့ရမယ်အပိုင်းကလေးကြတော့နောက်မှလာမယ်အခုကလောကြတော့အာနာစီမပြောင်းမချင်းဒီတမတော်သူ့ဝနေတဲ့ဒီအချိန်မှာဟိုမကုံမချင်းကလေးကြတော့ကိုလိုရတော်လာရတာတွေအားလုံးကကျိုးကဲနေတော့မှတောင်းမကြည့်ဘူးညီတို့လိုလူငယ်မျိုးဆိုလို့ရှိရင်အခုလိုမျိုးစိတ်ဓာတ်အခုလိုမျိုးစိတ်ထားမျိုးနဲ့ရှိတာကလေးကြတော့ဟိုစားပို့ပြီးတော့ကျိုးဆိုရမှာပေါ့လေနော်ဒါကတော့အရန်ကောင်းတဲ့အတွေ့အမြင်လို့ခေါ်တယ်ပေါ့အဲ့ဒါကြောင့်ဒီအခြေကြီးကာလဆောစောမှညီလေးတို့တွေဒီလိုမျိုးလှုပ်ဆောင်လာပြီးတော့ဒီလိုမျိုးလာပြီးတော့ပူပေါင်းရတဲ့အတွက်ကြောင့်ကပို့ပြီးတော့ကိုယ်နဲ့ကျိုးဆိုတဲ့လမ်းတွေကကိုယ်အမြဲတမ်းဝန်ခံတာပြီးသားပဲရေရင်တင်းတင်းသာထွက်လာခဲ့ရေရင်တင်းတင်းသာဆက်သွယ်လာခဲ့နော်ဒီအခြေကြီးကာလမှာကလေးကြတော့ထိတ်တက်ပဲလေဖြစ်တဲ့အချိန်မှာတို့ကဖတ်ရဖြတ်ရဒါကလေးကြတော့ဘယ်လိုပြောလဲစိတ်စစ်လို့လို့ရတယ်မဟုတ်ဘူးပြောမယ်ဆိုလို့ရှိတော့ဒီအချိန်ကြီးကာလမှာလက်နဲ့ကင်ဆောင်